Alo Minglava Alo Jesu de Mare Circle General Nokbato to the Guali Labo Piatki Piensentare Chimia Alo to Jesus with Chimwan Bare So Mania Genobatine Chain Hala Paduga chain beda Quaco chain la Yeshu chain bela Bazane chain the la Erin Uyama chain the la Karaima chain the la Bama chain le Karaima chaina Karaima chaina Yeshu Karaima Apitu Masakinga Patama Uzon Chaino, Yeshu Karaima Apitu Masakinga, Luri Habale A Minglala Aminglala Amingla, Yeshu Apitu Masakinga, General Luri Alua Bale Amingla, Mingla Basia Mazuile, Mingla Mishibao Mingla Basia Zule, Mingla Mjibao, General Ninga or Nijava, Mingla Basia. Say them are Saboya Jalo, you land to it. Samaya in Tonche Siama Yejilo, see which on Piantua Dwayne, Pian Ore, Mingalaba, Siama Poche Nalunda or the Gomba, Lord Ag. I didn't Mingalaba. No? Sort of Mingalaba, Olo Mingalaba Pilla. Yabao, Korea, Mia, David, Habulure. Mingalaba, or I, Mingala, Mapipao. Mapipao. God bless you, pure eye. County Makanzaya Bao. God bless you, pure eye, Kanzaya Mezoi. Tia Lurin. Kane round Laziamlo, a Taumanet Laloya. Payadakin Ganji Bebas, Piobi, Passan, Chapia Dorelu, Miai Pure in Pida Mobu Payadakin, the gay Babi Isagao, Payaga, that they too much. Payapa Mapida Payama by Mapibu Hallelujah or Hallelujah Payao Chimwanari JJ Orelu Ganji Bebas is wrong. Jay Oravo Tabaima Santo Mapapu Bao Janzam JJ Oin Kauji Poyarali Yam Yaro Santo Matibu Tira de Kuga all be a town when Dwara Vedi Jabu No Capatone Kaipo Lureno Sakari got no Capatone Kaivolo Payadikinga, Lupioni de Sagada Ingo to Tati Matu, 2 years no capato go back to Tati Tuda. Taya Dinetinoga, no capato, Matidai Miau Matidai Miau, the two of your day Asa a town of Tau County Bebas. Abraham let my pure boo. Jacob let my pure boo. Paul let my pure boo. Yeshu let my pure boo. A town of town. Pure Luciro le, to let town down same machine. Tamina Mako ma lasa door. Auka Luria, I mean pure Lule, a town down same machine. No capato de ma pade have. Payadaki 32, no. No what on them money that day. To woo, Kriamia, a Linsa Kayam, the Dita. Korean loga, Linsara, they lured. Palula the Korean, Jansa Amapada. Chalamvo, hallelujah, Amen, Nakuna Pandira. Hosi at the yam, Mashirole.
နာယူဟောရမယ်ဆိုဟာလေလုယာကို15မိနစ် off လိုက် praise the Lord 9မိနစ် off ချထလိုက်စက္ကတချင်းကို chorus ကို3ခါကြော့ထလိုက်ကိုပြောစရာ2ကြောင်းပဲကြံတော့ချွေးပြန်ပြီးဆင်းသွားတယ်ဘာပြောတာအကြီးကျယ်နိုးထသွားပြီတိုက်ဆိုင်ရင်ခွန့်လွတ်ပါကျွန်တော်ပြောချင်တာနှုတ်ကပတ်တော်မှာပါရမယ်နော်စကားတွေကနှုတ်ကပတ်တော်ကဖြစ်ရမယ်ဒါမှဖျားတတ်တယ်ထူတာလေနှုတ်ကပတ်တော်မဟုတ်ရင်တော့ဖျားသခင်တတ်တယ်မထူဘူးနှုတ်ကပတ်တော်ဖြစ်ရကဲကြည့်မယ်ပထမလူတိုင်းဟာပါလေကားတိုင်းမှာဘာချိန်ပလိုက်လဲဘာချိန်ပလိုက်လဲမင်္ဂလာကားတိုင်းဒီဘက်မှာအားလုံးကအပြစ်သားဟိုဘက်မှာဖယားသားဖြစ်ခွင့်ရလားရတယ်ကားတိုင်းရဲ့ဒီဘက်မှာသေခြင်းဝိညာဉ်ကသေခြင်းဟိုဘက်မှာဘာလဲအသက်ရှင်ခြင်းယေရှုခရစ်တော်အပြည့်အသက်ရှင်ခြင်းကားတိုင်းရဲ့ဒီဘက်မှာဘာအမျိုးနားမထောင်တဲ့အမျိုးဘာမျိုးနားမထောင်တဲ့အမျိုးကားတိုင်းဒီဘက်မှာကျွန်တော်တို့လူတွေဟာနားမထောင်တဲ့အမျိုးဖျားစကားနဲ့ပတ်သက်ရင်နားမထောင်နိုင်ဘူးနားမထောင်တဲ့အမျိုးဆိုတာယောမ7:32မှာပါတယ်မဖတ်တော့မှတ်ထားလိုက်ယောမ7:32နားမထောင်တဲ့အမျိုးကားတိုင်းရဲ့ဟိုဘက်ရောက်သွားတော့ကျွန်တော်တို့ကဘာအမျိုးဖျားစကားနဲ့ပတ်သက်ရင်ဘာအမျိုးပြောင်းသွားပြီလဲနားထောင်တဲ့အမျိုးပြောင်းသွားပြီဟေပြဲ9မှာယေရှုအားဖြင့်ဘာအမျိုးနားထောင်တဲ့အမျိုးကြည့်နော်ဒီမှာအရင်တုန်းကကျွန်တော်တို့ကကားတိုင်းဒီဘက်မှာဘသူလူမနက်ဤလူကားတိုင်းရဲ့ဟိုဘက်ရောက်တော့ဖယားသခင်ဤလူဒီဘက်အချမ်းမှာဆင်းရဲတဲ့အမျိုးဟိုဘက်ရောက်တော့မင်းစည်းစိမ်ရှိတဲ့ယေပရောဟိတ်မျိုးကြည့်မင်းစည်းစိမ်ရှိတဲ့အမျိုးအဲ့ဒါအခုပေါင်း18ခုကြော်တယ်မရေးပေးတော့ဘူးကိုရှာတော့ကားတိုင်းမှာချိန်ပေးလိုက်တာဖယားက18ခုကြော်တယ်ကျွန်တော်တို့ကားတိုင်းမှာချိန်ပေးလိုက်ဖယားသခင်နော်ခမည်းဘလောက်ပဲလူတကာကမင်္ဂလာလို့ပြောဖယားသခင်ရှေ့မှာခရစ်တော်ကမချိန်ပေးရင်ဘာအမျိုးကားတိုင်းမှာအမင်္ဂလာအားလုံးဘယ်သူယူသွားလဲဘယ်သူယူသွားလဲဒါဆိုကျွန်တော်တို့ဘာအမျိုးမင်္ဂလာရှိတဲ့အမျိုးအာမင်အရင်ကဘာသာဖယားကြောင့်တက်တော့ဖယားသားဖြစ်လားဖယားကြောင့်တက်တော့ဖယားသားအရက်ဆိုင်နဲ့ရောက်တော့အရက်သားဖြစ်သွားလားအဲ့လိုမဟုတ်ဘူးခင်ဗျာဖယားကြောင့်တက်လဲဘာသာအပြစ်သားပဲရစ်ပူဇော်လဲအပြစ်သားအလူငွေထဲလဲအပြစ်သားထဲမိလို့နောင်တရမနေနဲ့အဲ့ဒါကြောင့်ငါမပြောဘူးလားမထဲနဲ့ဒီမှာနှစ်ချင်းခံပွဲတော်စားဘာသာပြစ်သားပဲလေပွဲတော်စားလို့ဖယားသားဖြစ်မယ်ဆိုရင်ဘာဖြစ်လို့တစ်တလေးကျွေးမလဲစံတိုးဘန်းလိုက်တောင်ကျွေးလိုက်မယ်တစ်တလေးစားပြီးခရစ်တော်အောင်မေဘယ်နာပျောက်သွားမှမသိဘူးမြန်လိုက်တာ
တိုက်တာလည်းမပုတ်မစုဘယ်နာရေးတဲ့သင်းထောက်ကလည်းလက်တုံတော့ဖိတ်သွားတာတဝက်တိုက်ဆိုင်ခွင့်လို့ခရစ်တော်အောင်းမေ့ကျင်ပါတယ်ဆိုကြာအောင်းမေ့ကျင်တာပေါ့အခုကထည့်လိုက်တာနဲ့အရေးပြောသွားတာအောင်းမေ့မလို့ကြံသေးတယ်နွားစက်ခွက်မှာပဲရောက်သေးတယ်ပျော်ကုန်ဟောတကယ်တော့ပွဲတော်ဆိုတာကျမ်းစာမှာလေအဝစားတာတိကော7မှာနော်ကျမ်းပိုက်လေးပြောထားမယ်အိမ်ကြမှာပိတ်လိုက်ဘာလို့လဲဆိုဖတ်မှလည်းမဟုတ်ပါဘူးဒါကြောင့်အိမ်ကြမှာပိတ်လိုက်အိမ်ကြမှာဖတ်ဆိုလဲဖတ်မှမဟုတ်တာသိပြီးသားတပမာပြည်သားတွေအမလီအရှိမရန်တဘောကောင်းနော်အရှိမရန်တဘောကောင်းတအားဖတ်မလို့ဘာလို့သိလားအဲ့လိုမျိုးခွန်ရောဆရာဘောဆရာဘရောပြန်มาလေပါပြန်အဲ့တယောက်နောက်နေ့တွေ့ပြန်မေးတယ်ပမာပြည်သားမမှတ်ဘူးသူကသဘောတရားအရာအဲ့ခန္ဓာလေဘရောပြန်มาလေဟာဟုတ်လားအယမ်းမြန်တာဟောပါညာနောက်နေ့ပြန်တွေ့ပြောစရာစကားမရှိပြန်ပြီးတော့ဘရောပြန်มาလေဟာမနေ့ကပဲနေ့ကိုဘယ်နဲ့တစ်ခါညနေတစ်ခါပြောပြီးသူကလေအဲ့ခန္ဓာလေအဲ့ခန္ဓာကိုအယမ်းမယုံနဲ့နော်သူကနှလုံးသားပါခြင်းမပါတာသိတယ်မလားပမာပြည်သားတွေကသူကအဲ့ဘဲခန္ဓာကိုတခြားလူတွေမတူဘူးလေသူကချက်ချင်းတွေ့ရင်ဟာလွမ်းသလိုဘာလို့ပြစ်မထားပါနဲ့ဘာညာပြီးတွေ့လဲဟိုဘက်လှည့်သွားတာသူတို့စားတာတောက်တာပြီးသွားမှမာပြည်သားအဲ့လိုသွားတာအဲ့တော့တိကော7မှာပါတယ်ပွဲတော်ကအဝစားတာဘာဖြစ်လို့ဒီလိုတက်လေးတွေဖြစ်သွားတာလဲနောက်ပိုင်းမှာကောင်းစင်းနှုတ်တက်လို့မဟုတ်ဘူးဖတ်ကြည့်နော်ကျန်းစာဖတ်ရည်စရာအများကြီးပါတယ်ဖတ်တတ်မှလေငကိုကလေးကကျန်းစာလည်းစိတ်ညစ်မှပဲကောက်ဖတ်တာကောက်ဖတ်တဲ့အခါကျတော့ဟုတ်တယ်မလားတခါတည်းဖတ်ပြီးတော့မှတခါတည်းကျန်းစာဖတ်စိတ်ညစ်တဲ့အခါလေးဖတ်ယေရှုဟာဗိမာန်တော်ထဲမှာဇပွဲတွေတွန်းလဲတယ်ကိုလည်းကြိတ်လုံးကင်ပြီးလက်တော့ကျန်းစာဖတ်ရည်စရာအများကြီးရှိတယ်ကိုကလေတကဖတ်တတ်မယ်ဆိုရင်နော်ရည်စရာတွေရှိတယ်သူကအစုံပဲအဲ့တော့အဝစားတာတိကော7မှာဒါပေမဲ့လူတွေကဘယ်လိုဖြစ်သွားလဲဆိုတော့အဝစားရတဲ့ပွဲတော်အလွန်ကျူးစားတော့အဝစားတာနဲ့အလွန်ကျူးမတူနော်အလွန်ကျူးဆိုတော့ဟာနောက်ကလူကိုမကြည့်ပဲဆွဲတာနောက်လူမကြည့်ဘူးကောင်ရေးလဲဆွဲတာနောက်ပိုင်းမှာနောက်လူမလောက်တော့ရှင်ပေါလုစိတ်ဆိုးရှင်ပေါလုလေစိတ်ဆိုးတဲ့တိကော7မှာပါတယ်အရာရာနဲ့ကျေးဇူးတော်ချီးမွမ်းကြလို့ဟောတဲ့ပေါလုလေဘာပြောတယ်လားဒီကိစ္စနဲ့ပတ်သက်ရင်ငါမချီးမွမ်းဘူးတဲ့သူပြောတယ်မချီးမွမ်းဘူးနင်တို့အိမ်မှာစားစရာမရှိဘူးလားတဲ့ဖယားသခင်အသင်းတော်တိုင်မြို့လာစော်ကားလားတဲ့အဲ့ဒီကနေနောက်ပိုင်းပွဲတော်က system ပြောင်းသွားတယ်ဟာကြီးခင်အကျမ်းစာပါတယ်ပြဿနာခရိယန်နေရာလဲကျမ်းစာမကျွမ်းတာမှတ်ထားတယ်ပွဲတော်ဆိုတာ၄တောက်ဖြစ်ရမယ်အတုံးလေးညီရမယ်ခွက်ကသေးသေးဖြစ်ရမယ်သူ့ဘန်းနဲ့ပဲထည့်ရမယ်ဝေတဲ့လူကတိုက်ပုံပါရမယ်ခရိယန်ငယ်ငယ်တွေကမျက်စိထဲမှာဘာလုပ်ထားလဲဓာတ်ပုံရိုက်ထားတာကျန်းစာနဲ့မဟုတ်ဘူးသူကအတင်းတော်ကတေချာတင်ထားပေးတယ်လေနော်အိမ်မှာတောင်းညံ့ရင်တောင်းညံ့ပွဲတော့ဘန်းဝေတဲ့အခါသူတို့ကသူတို့ကောင်းကင်တမန်ကြီးကြာအမတ်တမဲ့ကြီးလိုက်ရင်ဘာမှပဲအပြစ်မလုပ်တတ်တယ်လို့ဘာလို့လို့ ਨੇ အိမ်မှာမိမကိုရိုက်တာတပြက်စီနှစ်ချောင်းကျိုးတဲ့အဖွဲခမ ्या ကိုပြောတာမဟုတ်ဘူးတိုက်ဆိုင်ခွန်းလို့ဥပမာပြောတာအဲ့တော့မှမလေးဘန်းကင်ဖို့မလွယ်ဘူးတော်တော်ကတ်ထားရတာအဲ့ဘန်းလေးကင်တာတော့လူတိုင်းကင်လို့မရဘူးဒါအစင်တန်းတစ်ခုလို့ဟုတ်လားဒါငါတို့ကဘာအစင်တကယ်တော့ကျမ်းစာမှာမရှိပါဘူးကျမ်းစာကတော့ဒါခရစ်တော်ကိုအောက်မေ့ဖို့ပါနော်ဟိုဘန်းကင်ဟိုအနောက်ကပဲပွဲတော်ဆာရှေ့ကလူပဲအရင်ဆာနော်ခရစ်တော်အောက်မေ့ဖို့ရည်ကြီးတယ်အာမင်ဒါရည်ကြီးတာဟိုအနောက်ကလူကလည်းငါလည်းဘန်းကင်ခြင်းတယ်ဘန်းကင်တဲ့လူကပိုရာထူးကြီးတယ်လို့
မဟုတ်ပါဘူးခရစ်တော်ဘာလဲအောင်မေဖို့ပါအဲ့ဒါရေးကြည့်တာပါဒါရေးကြည့်တာဒါပေမဲ့ပြဿနာခရိယန်လောကအရေးကြီးတဲ့နေပျောက်သွားတယ်ပျောက်ပြီးတော့မှဟုတ်လားပုံစံခွက်ပဲကြံခဲ့တကယ်လို့များအဲ့အတုံးလေး၄တောက်ကိုအဝိုင်းပြောင်းလိုက်ကြည့်ရေးလဲခံစားဘာဖြစ်ကုန်တာလဲ၄တောက်ဖြစ်အဝိုင်းဖြစ်ကုန်ပြီဒုက္ခပါပဲအဲ့ဒါပြဿနာပဲအဲ့ဒါခွက်ကလည်းအခုကြီးသွားပြီဒုက္ခပဲတကယ်ဆိုတစ်တစ်လေးဖြစ်ရမှာလေအဲ့ဒါနဲ့ပဲမခံစားနိုင်တော့ကားတိုင်ကယေရှုမအောင်မနိုင်တော့ဒေါသတွေထွက်ပြီးတော့ခါတိုင်းကပေါင်မဟုတ်လေအခုတော့ဘစ်ကစ်ပြောင်းကြည့်ရေးလဲဒေါသတွေထွက်နေခရစ်တော်အောင်မေဖို့ပါဒီမုတ်ကအဓိကမဟုတ်ပါဘူးကားတိုင်ကယေရှုကအဓိကမဟုတ်လားဒါပေမဲ့ဒီနေ့ခရစ်ယာန်လောကဗမာပြည်သားငငယ်တွေကပုံစံထဲမှာကြီးလာတာလေကြီးလာတဲ့အခါကျတော့ဒီလိုတခြားနိုင်ငံရောက်တဲ့အခါဟိုဘက်ကနှုတ်ကပတ်တော်အတိုင်းသွားတဲ့အခါကျတော့ဒီကမခံစားနိုင်ဘူးသိလားအခုအမေရိကမှာ Oral Robert တက္ကသိုလ်ဆိုတာ तू ကအဲ့ဒီကျက်ဆက်ကြောင်းကြီးထဲမှာလေပွဲတော်တွေထားတာပုံနဲ့ပွဲတော်တွေလေခွက်ကောမုတ်ကောပါကင်ပိတ်လာခဲ့၃ခုယူသွားလို့ရတယ်လာပြီးတော့လေတောက်ကြစနေကြာတာပရိကြိုက်တဲ့နေ့လားအမှရှိတယ်ကျေးဇူးတော်ချီးမွမ်းထားပြီးသားယူသွားလိုက်၃ခုအမေရိကမှာယူသွားလိုက်တစ်ခုကငါခရစ်တော်အောင်မိမယ်နှစ်ခုကအိမ်ကအဖွားအတွက်ရတယ်လေဗမာပြည်သားကြတော့ဟာမရဘူးဘာဖြစ်လို့တိတ်ခါတော်ရကဆူတောင်းပြီးမှတိတ်ချခွာပြီးမှမုတ်ကလေးဖဲ့ပြီးမှဆရာကြီးကအပေါ်ကဝိယုံကြီးနဲ့မဖလာလောကတိုင်သူရင်ဆွဲပြီးမှငါတို့နောက်ကလူကဆွဲရတာသူလည်းစော်လို့မဖြစ်ဘူးဘယ်နဲ့မဟုတ်ပါဘူးဖတ်ကြည့်ပါကျမ်းစာခရစ်တော်ကိုအောင်မေဖို့ဒါနဲ့အဲ့တက္ကသိုလ်သွားတာယူသွားတယ်၃လေးခုတစ်ခုကတော့ငါအောင်မေနောက်နှစ်ခုကဆေးဝါအဖွားကိုယူသွားပြီအဖွားလည်းဆေးဝါမှာ၃လပွဲတော်စားကျင်တာလေဆရာကြီးကလည်းမလာဘူးဆေးဝါအဖွားစားမလားပွဲတော်ဟိုမှာယူလာတာ church ကစားမဲငါအောင်မေတယ်ခရစ်တော်၃လရှိပြီပွဲတော်စားကျင်တာအောင်မေတယ်ခရစ်တော်ရော့အဖွားစားဟိုဘက်ကဦးလေးရလေသူလည်းစားကျင်တာခရစ်တော်အောင်မေကျင်တာမစားရတာကြာပြီရော့စားကျင်ခရစ်တော်အောင်မေချီးမွမ်းပြီးစားရလားရပါတယ်တိတ်ခါတော်ရရှိမှပွဲတော်စားရမယ်ဆိုတဲ့ကြံပိုက်စံတော့မဖတ်ဘူးပါဘူးဒီလိုပြောလို့တိတ်ခါတော်ရတွေကိုစော်ကားတာမဟုတ်ဘူးမတော်တဆတိုက်ဆိုင်ရင်ခွင့်လွတ်ပါခရစ်တော်ကိုအောင်မေဖို့လေဒီနေ့လူတွေကခရစ်တော်မအောင်မေပါအောင်မေနေလဲမဟုတ်ကားတချို့မျက်ရည်ကျလိုက်သေးတယ်အော်တော်တော်လေးကားတိုင်းကယေရှုကိုအောင်မေတယ်ထင်တာပြီးတော့မှသွားနှုတ်ဆက်တယ်ခရစ်တော်မြတ်တာတော်တော်ခံစားလာမဟုတ်ဘူးတဲ့ခါတိုင်းဆိုရင်ကောင်းမလေးနဲ့စားနေကြကောင်းမလေးကနိုဝင်ဘာလမှာလက်ထက်တော်မယ်တဲ့ဟိုမှာသွားခံစားပြီးစားနေတာပြဿနာပဲမျက်ရည်ကျတိုင်းခွန်အားရဖို့မစင်စားနဲ့ဘာနဲ့ကြတဲ့မျက်ရည်လဲဆိုတာနည်းနည်းစစ်ဆေးရတယ်မြွရှိတယ်စံတိုးလည်းတစ်ခေါက်တရားဟောအဖွားကြီးတယောက်ငိုတယ်သူငိုတာပြီးအောင်ပြန်ဟောရသေးတယ်ဟောလိငိုလိမပြီးဘူးဖွားကြီးကလည်းတောက်လျှောက်ငိုတာသူတိတ်မလားလို့ပြန်ဟောမတိတ်ဘူးအချိန်ကြီးလဲကြော်သူကလည်းမပြီးနိုင်နောက်ဆုံးတော့ငိုခြင်းလဲငိုတော့ရက်လိုက်ရတာပြီးမှသွားမေးတယ်ဘယ်ကြမ်းပိုင်နဲ့ဘယ်အချက်ကခွန်အားရသွားတာလဲဒီလောက်ငိုတာသေသွားတဲ့ငါသားနင်းနဲ့တူလို့ဝါအဲ့ကလေးကလူတွေငိုရင်ကျွန်တော်သိတ်ခွန်အားမရတော့ငိုတိုင်းခွန်အားမရနဲ့နော်ဘာနဲ့ငိုနေလဲသွားမေးကြည့်ဦးလူတွေကကိုယ်ခံစားချက်နဲ့ကိုတရားဟောချက်နဲ့ငိုတယ်မထင်နဲ့တချို့လဲကျမ်းမာရေးမကောင်းလို့လဲသွားတာတစ်ဖွဲ့ရှိ
ဒီရလေဩငါလက်ဆန့်တာနဲ့လဲတယ်ထင်သွားတာတကယ်တော့သူကလက်မဆိုင်လေလဲတော့မှာငကိုကလေးကသူကအပေါ်သွေးအောက်သွေးမှန်တာမဟုတ်ဘူးဒီလိုပြောလို့လဲတဲ့လူအလုံးစံတို့မဆိုလိုပါဘူးဝိညာဉ်တော်ကြောင့်လဲတာလေရှိပါတယ်ဒါမျိုးတွေအများကြီးရှိပါတယ်ဘုရားသခင်အလုပ်လုပ်တဲ့နေရာမှာရှိပါတယ်နော်မလဲပေမဲ့လေကိုခံစားငါဘာလို့မလဲရလဲဒေါသတွေထွက်မလဲလို့ဒေါသထွက်တာတပွဲရှိဘုရားသခင်ငါ့ကိုမတို့ထိဘူးလားငါဘာအပြစ်တွေများလို့လဲဘုရားသခင်တို့ထိစမ်းမလဲကျင်လို့ကိုလဲလိုက်ပါလားအဲ့လိုလဲမလဲကျင်ဘူးတဲ့ဝိညာဉ်တော်နဲ့ပဲလဲကျင်ကြိုက်တယ်တိတ်ကြိုက်တယ်အဲ့ဒါမှန်တယ်ကိုမလဲအောင်ဘုရားသခင်တို့ထိလို့လဲလက်ခံတယ်အဲ့လိုဖြစ်ရမယ်စိတ်ကဒါပေမဲ့ तू မလဲလို့သူခင်ဗျစိတ်မချမ်းသာစံတို့လာမေးဆရာရဲ့ကျမကိုမလဲအောင်ဆုတောင်းပေးပါလားအရေးကြီးတာကလဲဖို့မလဲဖို့မဟုတ်ပါဘူးတန်ရှင်းသောဝိညာဉ်တော်တို့ထိဖို့အရေးကြီးပါတယ်ဝိညာဉ်တော်တို့ထိရင်အတ္တတာမှာအဖြေရှိတယ်ပြောင်းလဲတာမတို့ထိရင်တော့အဲ့ဒီလူကလဲလိုက်ထားလိုက်ဒီတိုင်းပဲမလဲခင်အတင်းအောင်လဲပြီးပို့အောင်နော်ဝိညာဉ်တော်တို့ထိရင်အတ္တတာပြောင်းလဲသွားတယ်ဒါကြောင့်အရေးကြီးတာကဝိညာဉ်တော်တို့ထိဖို့အရေးကြီးပါတယ်ဒါအမှန်တန်အရေးကြီးတယ်ကဲကြည့်မယ်ကားတိုင်းကယေရှုအပြစ်ကြွေးမဆက်ခင်ကကျွန်တော်တို့ကဘာအမျိုးသေခြင်းဟုတ်လားဝိညာဉ်ကဖခင်နဲ့အဆက်ရှိလားသေလားယေရှုအပြစ်လွတ်ခြင်းကြောင့်ဘာဖြစ်သွားပြီလဲအသက်ရှင်သွားပြီအရင်ကဘာအမျိုးနားမထောင်တဲ့အမျိုးဖခင်စကားကိုကျွန်တော်နားထောင်နိုင်လားလုံးဝနားမထောင်နိုင်ဘူးဒါပေမဲ့ယေရှုရဲ့အပြစ်ကြွေးဆက်တာကိုလက်ခံတဲ့အခါမှာဘာဖြစ်သွားပြီလဲနားထောင်တဲ့အမျိုးအရင်ကနားမထောင်တဲ့အမျိုးအခုတော့ဗာလဲနားထောင်တဲ့အမျိုးအရင်ကဘာတူလူလဲမာနရဲ့လူယောဟန်8:44မှာပါတယ်သင်တို့အဖတည်းဟူသောမာနမှာစင်သက်ကြ၏ဘာတူလူလဲမာနရဲ့လူအခုတော့ဘာတူလူလဲအရင်ကဆင်းရဲတဲ့အမျိုးဆင်းရဲတယ်ဝိညာဉ်ပိုင်းဆိုင်ရာမှာဆင်းရဲတယ်ပတ်စံဘလောက်ရှိဆင်းရဲတယ်နော်ငွေရှိလဲလေဆင်းရဲတာပဲစိတ်ထဲမှာလေပတ်စံအများကြီးဒါမဲ့စိတ်ထဲမှာလေတကယ်လို့များ AIDS ယောဂရှိတယ်ဆိုရင်ဒီပတ်စံနဲ့ကိုရင်ဘယ်လောက်မလဲပတ်စံဘလောက်ရှိဆင်းရဲလားအိမ်အကြီးကြီးပိုင်နေမြေပြိုလို့ငါအိမ်ပြိုရင်အဲ့ထက်မှငါသေးမှာအိမ်ဘလောက်ကောင်းနဲ့နေဆင်းရဲလားဆင်းရဲတယ်မန္တလေးမှာသင်တန်းတစ်ခါသွားပြီးတယ်ငလင်လောက်တာအကြီးအကျယ်ဒါနဲ့ကျွန်တော်ဟိုတယ်မှာတဲတယ်ဟိုတယ်မှာတဲတော့ငလင်လောက်တော့မလွယ်ဘူးလေဟိုတယ်ဆိုတာမလွယ်ဘူးဒါနဲ့ကျွန်တော်တနေ့ကုန်ဟိုတယ်မှာနေတယ်ရေချိုးတယ်ဝစ်စားလဲတယ်ညအိပ်ရင်တငယ်ချင်းအိမ်မှာသွားအိပ်တငယ်ချင်းအိမ်ကတက်ကြယ်နဲ့ဝါလေမတော်တဆပြိုကျရင်လည်းလက်နဲ့ဖယ်ပြီးပြန်အိပ်လို့ရအဲ့ဒါနဲ့ကိုပဲလားဆိုမဟုတ်ဘူးအိမ်ပိုင်ရှင်လေအိမ်အကြီးပိုင်နဲ့မန္တလေးကတထိတ်လေအဲ့ဒီဘေးနာတက်ကြယ်နဲ့အိမ်မှာလာနေတယ်ဆင်းရဲတယ်သူ့မှာလေပိုင်နာအကြီးလာနေတော့တက်ကြယ်နဲ့ဘလောက်ပဲပတ်စံရှိတယ်ပြောစိတ်ဆင်းရဲလားဆင်းရဲတဲ့အမျိုးဒါပေမဲ့ယေရှုခရစ်တော်ကပြောင်းပေးလိုက်ပြီမင်းစည်းစိမ်ရှိတဲ့အမျိုးမင်းစည်းစိမ်ရှိအဲ့ဒါကိုနားလဲစေချင်အဲ့တော့ဘဝအသက်တာထဲမှာကားတိုင်းကကျွန်တော်တို့ကိုဘာလုပ်ပေးလိုက်လဲယေရှုအဖြစ်
ချိန်သွားပြီလားပြန်ပြောမယ်ယေရှုအပြည့်ချိန်ပြီလားချိန်ပြီလားအမင်္ဂလာမှာအပြစ်သားမှာပေခြင်းမှာနားမထောင်တဲ့အမျိုးမှာမနက်ရဲ့လူမှာဆင်းရဲတဲ့အမျိုးကနေအများကြီးပဲဘုရားသခင်ချိန်ပေးလိုက်ပြီဒါပထမ change first change ဒါကြောင့်ဒီနေ့နားလည်ရမယ်ကျွန်တော်တို့ကိုဘုရားသခင်ချိန်ပေးလိုက်ပြီအာမင်ဒါကြောင့်ဘေးကလူကိုပြောလိုက်ချိန်ပြီးသွားပြီဘယ်သူအဖြစ်လဲခရစ်ယာန်ဘာသာချိန်နာလားမဟုတ်ဘူးခရစ်ယာန်ဘာသာမချိန်နိုင်ဘူးခရစ်ယာန်ဘာသာမချိန်နိုင်ဘူးခရစ်ယာန်ဘာသာစေဘဘဖန်ကောက်ဖို့ပဲစဉ်းစားသူအလူကောက်ဖို့ပဲတွေးနေတာတစ်ဖွဲ့ရှိတယ်ခရစ်ယာန်ဘာသာမချိန်နိုင်ဘူးဘယ်ဘာသာမှမချိန်နိုင်ဘူးကားတိုင်းကယေရှုပဲချိန်ပေးတာအာမင်ခရစ်တော်အဖြစ်ချိန်ပြီးသွားပြီချိန်ပြီးသွားပြီမရေရာတဲ့ဘဝကနေသေချာတဲ့အခြေအနေကိုချိန်ပြီးလိုက်ကြိုက်တလောက်ပညာတက်သွားမေးကြည့်တမလွန်ဘယ်သွားမလဲမရေရဘူးမရေရဘူးကြိုက်တလောက်ပညာတက်အဲ့ပညာတက်ကိုသွားမေးတမလွန်ဘယ်သွားမလဲပြောတိကျပြော तू စင်းမဲ့မှတ်တိုင် तू မသိဘူးမသိဘူးနှစ်ခါသုံးခါ तू ဖြည့်ပြီးထပ်မေးတကယ်လားမေးလိုက်မပြောတတ်ဘူးမရေရဘူးဖယားတရားကြိုက်တလောက်လို့တဲ့လူကိုသွားမေးတမလွန်ဘမှာလဲယေရှုသာမပါရင်မေးကြည့်လုံးဝ तू မဖြေနိုင်ဘူးမဖြေနိုင်ဘူးတိုးတော့ဒီကနေ့ကျွန်တော်တို့မရေရတဲ့အဖြေမရေရတဲ့အခြေအနေမရေရတဲ့ဘဝအဲ့ဒီကနေဒီနေ့သေချာသွားပြီလားသေချာသွားပြီလားတမလွန်နဲ့ပတ်တိုင်သေချာပြီလားသေချာသွားပြီငရဲလုံးဝမသွားတော့အာမင်ဒီချိန်ပြီးသွားရင်နောက်ချိန်တစ်ခုသွားမယ်ဒါမနေ့ကသင်တဲ့ချိန်ကဲဒီနေ့နောက်ထပ် change တစ်ခုသွားမယ်ဒါဆိုဒီမှာရှိတဲ့လူတွေညီကိုဖြစ်ပြီလားဖြစ်ပြီလားညီကိုဖြစ်ပြီလားဘယ်သူအားဖြစ်လဲယေရှုအားဖြင့်တယောက်နဲ့တယောက်ဘာဖြစ်သွားပြီလဲညီကိုကဲအဲ့လိုချိန်ပြီးရင်နောက်ထပ် change တစ်ခုထပ်သွားမယ်မနေ့ကသင်ခဲ့ဘူးတဲ့ယောမကျမ်းဘယ်လောက်လဲခန်းကြီး7နှစ်အပိုင်းငယ်1နှစ်ဟုတ်လားအခန်းကြီး7နှစ်အပိုင်းငယ်1နှစ်နော်မနေ့ကပြောပြီးပြီဒီတဲကအပိုင်းငယ်1လိုက်ဆိုသင်တို့သည်လောကီပုံသဏ္ဍာန်ကိုမဆောင်ကြနှင့်ကောင်းမြတ်သောအရာနှစ်သက်ပွေသောအရာစုံလင်သောအရာတည်းဟုသောဖျားသခင်အလိုတော်ရှိသောအရာသည်အဘယ်အရာဖြစ်သည်ကိုသင်နိုင်မိအကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံတဒံပြောင်းလဲခြင်းသို့ရောက်ကြလောအဲ့ဒါယုံကြည်သူကိုပြောတာလားမယုံကြည်သူလားဘယ်သူကိုပြောတာလဲယုံကြည်တော်သူကျမ်းစာမှာယုံကြည်တော်သူယုံကြည်သူလို့ကျမ်းစာကမတွေ့ရဘူးဒါပေမဲ့နားလဲပါယုံကြည်သူပြောယုံကြည်တော်သူပြောတူပဲစကားမကတ်နဲ့ကျော်ဗမာပြည်သားတွေကစကားကတ်တယ်စကားကိုကတ်ဖက်ပြီးပြောတတ်တယ်ဒီနေ့ဘာဟင်းစားလဲအာလူနဲ့ကြက်သားဘေးရပြတယ်မဟုတ်ပါဘူးတဲ့ဒါဆိုပါလေကြက်သားနဲ့အာလူဘာထူးလဲမဟုတ်ဘူးလားတူပဲလေတူပဲအရာစကားကတ်တယ်မြန်မာပြည်သားတွေကတကယ်တော့တဲ့အောင်စကားကိုပြောတတ်လားဆိုတော့ဗမာစကားကတချို့ဟာတွေကတချို့ဗမာစကားတွေကမှန်တာမှမဟုတ်တာမှားနေတာပဲလေဒါပေမဲ့အဲ့မှားတာလည်းအစဉ်ပြေနေတော့သုံးနေတာပဲမဟုတ်လားဥပမာမှားတာပြောပြမယ်ငယ်တော့အင်ကြီးဝတ်တယ်နည်းနည်းကွာကြီးလာတဲ့ခါအင်ကြီးကိုပြန်ဝတ်လိုက်တယ်ဝတ်လိုက်တော့အင်ကြီးကိုဘာခေါ်လဲအင်ကြီးသေးသွားတယ်အင်ကြီးငယ်သွားတယ်အင်ကြီးသေးသွားတယ်
ဟဲ့ငါအင်ကြီးသေးသွားပြီကျွန်တော်မေးမယ်အင်ကြီးကတကယ်သေးသွားတာလားကိုခန္ဓာကြီးလာတာဟမ်အင်ကြီးကအရင်တည်းကဒီ site ပဲလေမဟုတ်လားအင်ကြီးသေးတာမှမဟုတ်တာတကယ်ဆိုကိုခန္ဓာကြီးသွားတာလေအရင်တည်းကဒီ site ပဲဒါပေမဲ့အဲ့ဒါမမှန်ပေမဲ့အလုံးစင်ပြေလားသူများရောနားလေလားအဲ့ဒါဆိုအဲ့လိုပဲသွားလိုက်ပေါ့ပြီးနေတာပဲအဲ့ဒါကိုဘာစကားကပ်ပြောစရာလို့လဲဒီနေ့နော်ကျော်ဗမာပြည်သားစကားရမ်းကတ်တယ်နော်ကပ်ဖက်ပြောတတ်တယ်အဲ့တော့ဒီနေ့နားလဲစေခြင်းနဲ့ယောမ7အပိုင်းငယ်1နဲ့ပုံတရံဘာလုပ်ရမလဲပုံတရံပြောင်းလဲရchange ပေါ့ CHAN ဘာလဲ GE ဟုတ်လားမှန်လားမမှန်ကွက်ကိုပြင်လိုက်ငါတို့ကဗမာစာပဲဆိုတော့အင်္ဂလိပ်လိုတော့ပဲကျွမ်းမလဲမကျွမ်းပေမဲ့လည်းဗမာပြည်သားထင်မသေးနဲ့တော့အဖွားရတော့အင်္ဂလိပ်လိုတတ်တယ်တော့ရောက်ရင်တော့နှုတ်ဆက်တာအဖွားရဆရာโอเคလားတဲ့โอเคဆိုတာအင်္ဂလိပ်လိုလေဟုတ်လားအမေတော်တော်အင်္ဂလိပ်လိုပြောနေပြီနော်မပြောပါဘူးတဲ့ချီနော်ကဲပုံတရံပြောင်းလဲဖို့လိုလားဒါယုတ်ကြည်သူကိုပြောတာလားမယုတ်ကြည်သူကိုပြောတာလားကဲကျမ်းစာနဲ့ပတ်သက်ပြီးတော့3ယောက်ကိုပြောမယ်ချိန်ဖို့လိုတယ်မလိုဘူးဆိုတော့ဒီနေ့တင်ပြမယ်နော်နှုတ်ကပတ်တော်နဲ့ပြောပြမယ်ရှင်လုကာအခန်းကြီး9ကြည့်အောင်ရှင်လုကာအခန်းကြီး9ဓမ္မသစ်ထဲမှာပါပါတယ်ရှင်လုကာအခန်းကြီး9အကုန်လုံးမဖတ်ဘူးနော်အမှန်ကတော့အပိုင်းငယ်1ကနေပြီးတော့မှအပိုင်းငယ်1ကနေပြီးတော့မှ7အထိဟုတ်တယ်ဒါပေမဲ့အဲ့ထဲမှာရွေးပြီးဖတ်မယ်လုကာ9 1ကနေ7အဲ့ထဲကရွေးပြီးဖတ်မယ်အပိုင်းငယ်ဘယ်လောက်ကိုဖတ်မလဲဆိုတော့10ကိုဖတ်လိုက်ယေရှုကလည်းကြောက်ခြင်းမရှိနှင့်သင်သည်ယခုမှစ၍လူတို့ကိုဖမ်းမိတော်သူဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ကျင်းတော့တကယ်တော့ရှီမုန်ပေတရုကအဲ့ချိန်တော့သူ့နာမည်တော့ရှီမုန်ပေတရုမပြောင်းသေးဘူးအဲ့ဒီရှီမုန်ကငါးဖမ်းတယ်တညလုံးတကောင်းမှမရဘူးမရတော့မနဲ့ကြတော့ပိုက်ကွန်လျှော်တယ်ဘာလို့မနဲ့မှာပိုက်ကွန်လျှော်လဲဆိုအဲ့ဒီခေတ်တုန်းကညပဲငါးဖမ်းရတယ်မိုးလင်းရင်ငါမဖမ်းရဘူးဘာကြောင့် तू ဖမ်းနေတဲ့အိမ်ကဂင်းနေတရက်အိုင်ပြောချင်တာအဲ့ဒီအိမ်ကရေသိပ်ကြည်တယ်ဒါကြောင့်ငါကလူတွေ့ရတယ်မိုးလင်းရင်ပြေးသွားရောမှောင်နေရင်မမြင်ရဘူးဒါကြောင့်မိုးချုပ်မှောင်မဲလာမိုက်တဲ့ညမျိုးမှပဲငါဖမ်းရတယ်အဲ့ဒါမိုးလင်းသွားတော့ तू ကငါဖမ်းချိန်မဟုတ်တော့တညလုံးစူးစမ်းပြီးဖမ်းတယ်တကောင်းမှမရဘူးမနေ့ကပိုက်ကွန်ဆေးတယ်ဒါဆိုမျောလင်းချက်ရှိလားမရှိဘူးလားရှိလားငါရဖို့မျောလင်းချက်ရှိသေးလားမိုးလင်းသွားပြီဟုတ်လားညအောင်တကောင်းမှမရဘူးဆိုမိုးလင်းရင်ပိုဆိုးအမိုက်ပဲရလိမ့်မယ်ပိုက်ကွန်ဆေးနေတဲ့အချိန်မှာယေရှုရောက်လာတယ်ရှီမုန်လေကနငါလားငါတယ်ကန်းနဲ့ခွာပေးလားတရားဟောတယ်အဲ့ဒီမှာပြီးမှရှီမုန်ပြောတယ်ရှီမုန်ရေနဲ့ရရွှေ့ပေးလားပိုက်ကွန်ချငါ့ကိုအုပ်ရှီမုန်ချက်ချင်းပြန်ပြောတယ်ကိုတော့တညလုံးစူးစမ်းပြီးရှာပြီးပြီတကောင်းမှမရဘူးရှီမုန်ဆိုတဲ့မျိုးကလေပြန်ပြောတတ်တယ်အသားလေးငြိမ်နေလိုက်တဲ့အထက်မှာရှီမုံမပါဘူးချက်ချင်းပြန်ပြောတာနော်တီးခန့်ဆိုခံမယ်အားရတော့မထင်နဲ့ဒီကိစ္စမှာငါမှန်တယ်ရော့နေရိုက်အဲ့လိုပြန်ပြောတတ်တယ်ပြန်သူကဟွာလေအလို့ခံတာမဟုတ်သူ
သိတယ်နော်ငါမမဟုတ်ဒါပေမဲ့နေစော်ကားမလားရော့ဥပမာပြောတာကြမ်းပိုက်တယ်ရှောက်မရှာနဲ့တချို့လူတွေရှိတယ်နော်အားလုံးခံရတာမဟုတ်သိတယ်တိနဲ့ခံပေးလိုက်တာရှိလားရှိတယ်စံတို့နေရာကသွားဗမာပြည်ထဲမှာလည်းတောကျိုးတောင်ကြနိုင်ငံခြားလဲဟိုနာဒီနာဒါပေမဲ့ဗမာပြည်သားတွေနဲ့တွေ့တော့ဗမာပြည်မှာတွေ့နိုင်ငံခြားမှာတွေ့တတိယနိုင်ငံမှာတွေ့အားလုံးနဲ့တွေ့ရင်တွေ့တဲ့စကားလုံးတစ်လုံးရှိတယ်တူတဲ့ဟာလေးဘာလဲသိလား sorry ဆရာဗမာရောက်တွေ့တာနဲ့လေ sorry ဆရာနေရာတကာမလေးရှားမလာခင်တည်းကလေဗမာပြည်ကလေးကနားထဲမှာမှတ်ထားတယ်ငါမလေးရှားရောက်တာနဲ့ကြားမဲ့စကားပါလေဆရာ sorry ပဲတကယ်ပဲကြားတာပဲဘာလို့လဲ तू ကလက်ကျင်ပြီးသားလေလှုပ်ချင်တာလှုပ်မယ်ပြီးဘာပြောမလဲ sorry အဲ့ဒါလေဒီမှာမဟုတ်ဘူးတိုက်ဆိုင်ခွန်းလို့တကဘာလို့ဗမာပြည်သားအဲ့ဒါအလွတ်ရတယ် sorry ကြည့်တော့ဒီမှာရှိပုံလေရင်နဲ့ရရွှေပိုက်ကွန်ချငါ့ကိုအုပ်ဆိုတော့ဘာလုပ်လဲတညလုံးရှာပြီးပြီနော်တကောင်းမှပြန်ပြောလားပြောတယ်ပြီးမှဘာပြောလဲအမိတ်တော်ရှိရင်ချပါမယ်အေးပိုက်ကွန်ချလိုက်လှေ20နှစ်လူမတက်ငါရသွားရောအော်ပြီးတော့ဟာကိုတော့ကျွန်တော်စီကထွက်သွားငါ့ကိုဝေစုတောင်းမှဆိုလို့မောင်းထုတ်တာမဟုတ်နော်ကျွန်တော်စီကထွက်သွားဘာဖြစ်လို့လဲအပြစ်များတယ်ကျွန်တော်အပြစ်များတယ်ကိုတော်နဲ့ကျွန်တော်မအပ်ဆက်ဘူးကိုမြင်လားခရစ်တော်ကိုမြင်ကိုမြင်တယ်ခမည်းဘသူလဲသိကြရင်ခရစ်တော်ကိုသေချာမြင်အောင်ကြည့်ခရစ်တော်ကိုမြင်သွားရင်ကိုလည်းသိသွားရောအပြစ်များပါလားယေရှုကပြောတယ်လှေနဲ့ပိုက်ကွန်ဆိုငါနောက်ကိုလိုက်လူကိုဖမ်းတော့တငါဖြစ်စေဒါနဲ့ပဲသူတကယ်ပါလို့လေအပိုက်ငယ်7ကိုဖတ်အပိုက်ငယ်7ကန္နာမှာထိုသူတို့ရှိသမျှတို့သည်ရှိသမျှကိုစွန့်၍နောက်တော်သို့လိုက်ဆိုနောက်တော်သို့လိုက်ကြ၏ဒါဆိုမေးမယ်ရှိမုန်ပြောင်းလဲလားကဲပြောရှိမုန်ယေရှုနောက်လိုက်ပြီလားယေရှုနောက်လိုက်ပြီလားလိုက်ပြီရှင်လုကာ9ကနေစပြီးရှိမုန်ဟာယေရှုနောက်ကိုလိုက်ပြီနော်ထပ်မေးမယ်နမိတ်လက္ခဏာတွေ့လားစကားကြားလားဝေငှချက်တွေကြားလားနောက်ကိုလိုက်လားလိုက်တာဘယ်နှစ်ယေရှုနောက်ကိုလိုက်တာဘယ်နှစ်3နှစ်ကျော်လိုက်သွားပြီနော်ဒါဆိုနှုတ်ကပတ်တော်တွေနားထောင်ရလားနမိတ်လက္ခဏာတွေတွေ့လားခရစ်တော်နဲ့အတူနေလားတူစားလားအတူအိတ်လားတူလှုပ်ရှားလားခရစ်တော်နဲ့ထက်ချက်မကွာစနေတနင်္ဂနွေပိတ်ရမရှိဟုတ်လားကျမ်းစာကြောင်းများလို့မနက်9နာရီနဲ့ညနေ9နာရီထိမဟုတ်နေ့ညတောက်လျှောက်လိုက်ရင်မင်းမဲရှိမုံပြောင်းလဲလားကဲပြောမပြောင်းလဲဘူးလားပြောင်းလဲလားပထမ change ရှိလားအပြစ်လွတ်ခြင်းကြောင့်ကြားလားခွန်အားရလားလှေနဲ့ပိုက်ကွန်စွန့်လားနောက်ကိုလိုက်လားနမိတ်လက္ခဏာမြင်ရလားနှုတ်ကပတ်တော်ကြားလားကြားတယ်အဲ့ဒီကနေပြီးတော့မှယောဟန်18ကိုကြည့်ရှင်ယောဟန်18အခန်းကြီး18အပိုက်ငယ်30ကိုဖတ်
ယောဟန်18အပိုက်ငယ်30အားလုံးညီတဲ့အတွက်ကျေးဇူးတင်တယ်အဲ့ဒီမှာရှိမုန်ပေတရုဖြစ်သွားပြီယေရှုကိုသူများတွေလာဖမ်းရောဖမ်းဖို့လာပြီလေဖမ်းပြီးမှကားတိုင်းပေါ်တင်တော့မှာအဲ့တော့ယေရှုကိုဖမ်းဖို့လာတဲ့အခါကျတော့ရှိမုန်ပေတရုသိပြီဓာတ်တွေဒုတ်တွေနဲ့လာတာဟုတ်ဘယ်သူမှပန်းတီးပြီးလာတာမဟုတ်ဘူးနော်လေဘင်းမှာပန်းကိုစွတ်မှာမဟုတ်ဘူးနော်ဓာတ်တွေဒုတ်တွေနဲ့လာရောလာတော့ရှိမုန်ပေတရုသိပြီဟာချက်ချင်းယေရှုကိုပြောတယ်ကျွန်တော်ဓာတ်နဲ့ခုတ်ပလိုက်မယ်ပြောတယ်ဒါပေမဲ့ယေရှုစီကပြန်စကားတန်မကြားသေးဘူးအမိန့်တန်မကြားဘူးနော် तू ပြောတော့ပြောတယ်ယေရှုကျွန်တော်ဓာတ်နဲ့ခုတ်မယ်ယေရှုကဘာသူမပြောဘူးမပြောပေမဲ့ तू ဘာလုပ်လိုက်လဲခုတ်ထလိုက်ဘယ်သူနေရွက်ပြက်လဲယေဘရဟိနေရွက်လားဘယ်သူနေရွက်လဲယေဘရဟိမင်းရဲ့ကျွန်းဘယ်သူလဲနာမည်မာလခုနေရွက်ပြက်သွားချက်ချင်းယေရှုကပြောတယ်ဓာတ်ကိုပြန်ထည့်တဲ့အိမ်မှာပြီးမှအဲ့ဒါပြဿနာတက်ပြီးသူများနေရွက်ပြက်ပြီး哦မဟုတ်လားအဲ့ဒါနဲ့ချက်ချင်းလက်တော်နဲ့တို့နေရွက်ပြန်ကောင်းသွားတယ်ကြည့်နော်ကားတိုင်းတက်ခန့်နေတော့မှယေရှုကိုအလုတ်ရှုပ်ခိုင်းသွားတယ်ရှိမုန်ပေတရုကဲကျွန်တော်မင်းမယ်အဲ့ဒီရှိမုန်ယေရှုနောက်လိုက်တယ်မင်းမယ် तू ပြောင်းလဲလာဒီမှာကဲပြောင်းလဲလားကဲပြေရှိမုန်ပေတရုအသက်တာပြောင်းလဲလားဖြစ်လေအသက်တာပြောင်းလဲလားဇာတိရှိလားဇာတိကရှင်လားသေလား तू အခုနေရွက်ခုတ်ပလိုက်တာဟာဝိညာဉ်သဘောနဲ့လားဇာတိနဲ့လားဟမ်ဇာတိနဲ့လားသေချာလားယေရှုရှိလားယေရှုရှိရင်ကိုဇာတိရှိလားယေရှုကဝေးလားနီးလားနီးလေးမှာရှိရင်ရောဇာတိရှိလားယေရှုရှိရင်လေဇာတိရှိတယ်ယေရှုရှိလို့ဇာတိမရှိတာမဟုတ်တာခမည်းဘလောက်ပဲယေရှုရှိလေသူများနေရွက်တောင်ပြတ်သွားပြီခမည်းယေရှုရှိလို့ဇာတိမရှိဘူးမထင်နဲ့ဒါကြောင့်ယေရှုရှိတဲ့လူတွေရှိမုန်ပေတရုကိုကြည့်ယေရှုရှိတဲ့လူတွေဓာတ်ကင်ထားရင်တတိထားဟဲ့ तू ကလေခရစ်တော်ရှိတယ်အေးခရစ်တော်ရှိတဲ့လူပဲပပလိပလိုက်တာတတိထားဟုတ်လားမဟုတ်လားဟိုမှာလေခရစ်တော်ရှိလားအနာမှာရှိလားဘယ်နှစ်သင်တန်းတတ်ထားလဲ3နှစ်ကျော်ယေရှုနာမှာနမိတ်လက္ခဏာရောတွေ့လားအေးဒါပေမဲ့ဇာတိရှိလားပြတ်သွားပြီဟိုမှာနေရွက်အဲ့တော့ကျွန်တော်ပြောမယ်ရှိမုန်ပြောင်းလဲဖို့လိုသေးလားမေးမယ်ရှိမုန်ပြောင်းလဲဖို့လိုသေးလားအဲ့ဒါဒုတိယချိန်ဇာတိနဲ့အသက်ပါလေအသက်ရှင်တယ်ဒါကြောင့်ချိန်ဖို့လိုသေးတယ် CHANGE ချိန်ဖို့လိုသေးလားကဲတင်ခြင်းလားအသက်တာလားပြန်ပြောမယ်ကဲတင်ခြင်းလားအသက်တာလားအသက်တာချိန်ဖို့လိုသေးတယ်ရှိတယ်3နှစ်ကျော်ယေရှုနာမလို့ဒီနေ့3လသင်္ကန်းနဲ့တဏှာဒါဆရာသင်တာမဟုတ်ယေရှုကိုယ်တိုင်သင်ထားတာ
နှစ်ကျော်တင်တဲ့လူကခုတ်ပလိုက်3လတင်တန်းစင်းလို့ငရုတ်ကြီးထောင်းလို့ထောင်းစားကဒီလိုပြောလို့3လတင်တန်းစင်းရင်ထောင်းစားတဲ့အပွဲလို့စံကုန်မဆိုလို့နားလေရမှာကဒီမှာ3နှစ်နောက်လိုက်ပြီးပြီမဟုတ်ဘူးလားပြောင်းလဲဖို့လိုသေးလားအေးဒါမဲ့ဒီနေ့3လလောက်တက်ပြီးအမလေးနာမည်ခွန်လက်ကြည့်ဆရာဘယ်လိုလဲ3လပြီးတာလေအမလေးဆရာဖြစ်ကိုဟာဘကုတ်ကျန်တာမလန်တာလမ်းမမီတိုင်းပြီးတော့ဗီဒီယိုထဲမှာမိအားထိုးတာလေစလိုက်အိမ်ထဲဝင်လာတာနဲ့သူ့ဘွက်လက်မှတ်ကြီးနဲ့ချိန်ချကျမ်းပိုက်ရတော့ဝိလေကျမ်းပတ်ခွန်းတော့ပါတိုက်ဆိုင်ဓမ္မရှိကောင်းလေအတကချိန်ဖို့လိုသေးလားလိုသေးတယ်အဲ့ဒီရှိမုံပဲဘာပြန်ပြောလဲကြည့်အဲ့ဒီရှိမုံနဲ့ပတ်သက်ပြီးကြည့်တစ်ပေနဲ့20တစ်ပေနဲ့20ဖတ်ကြည့်တွေ့လားကြည့်ဖတ်ကြည့်အောင်ကောင်းမွန်စွာပြု၍ဆင်းရဲခံရသောအခါဒီကံလေးဘုရားသခင်ရှင်၌ကျေးဇူးရှိကိုယ်အပြစ်ကြောင့်ဒဏ်ခံရသောအခါဒီကံလေးအပဲရှင်ဝမ်းပြရှိသည်ကောင်းမွန်စွာပြု၍ဆင်းရဲခံရသောအခါဒီကံလေးဘုရားသခင်ရှင်၌ကျေးဇူးရှိအဲ့ဒီရှိမပေတလို့ပဲဒီမှာပြန်ပြောလို့ဟုတ်လားကိုယ်အပြစ်ကြောင့်ကိုယ်ခံရရင်ဘာမှချီးမွမ်းစရာမရှိဘူးကောင်းကောင်းမွန်မွန်ပြုပြီးဆင်းရဲခံရတဲ့အခါတီးခံရင်ဘုရားသခင်ရှင်၌ကျေးဇူးရှိဘုရားသခင်ရှင်မှာကျေးဇူးရှိဒါဆိုကြည့်သူ့အသက်ကပြောင်းသွားပြီလားပြောင်းပြီလားကိုမဟုတ်တာလုပ်တယ်ကိုခံရတယ်ကျေးဇူးတော်ပဲမပြောနဲ့ကိုမဟုတ်လို့ကိုခံရတာမှန်ရတာနဲ့ခံရရင်ဒီခံအဲ့ဒါချီးမွမ်းစရာအာမင်ကိုယ့်ကိုတောက်တယ်မူးတယ်ကိုယ့်ကိုခလုတ်တိုက်လဲတယ်လက်ဖူးကွဲတယ်ဟာလေလုယာအဆိုင်ဘူးအဲ့ဒါဟာလေလုယာနော်ကိုတောက်လို့ကိုကွဲတာမဆိုင်ဘူးအဲ့ဒါမှန်ရတာနဲ့မူးတဲ့လူကမမူးတဲ့လူကိုဝင်တိုက်ပလိုက်မူးတဲ့လူကပြန်ပြောသွားတယ်မူးနေလားတဲ့အဲ့ဒီမှာ sorry no လို့ပြန်တောင်းမှန်လိုက်အဲ့ဒါကျေးဇူးရှိတယ်ဟာလေလုယာအဲ့ဒါအဓိပ္ပာယ်ရှိတာကိုမမားပဲနဲ့ခံရတဲ့အခါသီးခံပါအဲ့ဒါကျေးဇူးရှိတယ်ဒါပေတရုပြောသွားပြီဒါဆိုသူ့အချင်းနဲ့ချိန်သွားပြီလားချိန်သွားပြီလားလာဖမ်းတဲ့လူကိုဓာတ်နဲ့ခုတ်ပလိုက်တယ်အဲ့ဒါအမှန်တိုင်းတုံ့ပြန်တာအဲ့ဒါအမှန်တိုင်းပဲဘာလို့လာဖမ်းလဲငါသခင်ကိုခုတ်ပလိုက်မှာပေါ့ငါသခင်ပါမှားလဲအခုကကိုမှန်ရဲ့သားနဲ့လာစော်ကားတာကျေးဇူးတော်ပဲအဲ့ဒီအသက်တာကချိန်သွားပြီလားချိန်ပြီလားပေတရုချိန်သွားပြီပေတရုချိန်သွားပြီနောက်တစ်ပိုက်ဖတ်မယ်တစ်ပေ39ကိုဖတ်တစ်ပေ39ဖတ်ပါအောင်အလိုတော်ရှိလျံတွေ့လားကဲဖတ်ဘုရားသခင်လိုတော်ရှိလျံဒုစရိုက်ကိုပြု၍ဆင်းရဲခြင်းသည်ဒုစရိုက်ကိုပြု၍ခံခြင်းထက်သာ၍ကောင်း၏ဒုစရိုက်ပြုပြီးဒုက္ခရောက်တာထက်စာရင်သူစရိုက်လှုပ်ပြီးဒုက္ခရောက်တာပိုကောင်းပါတယ်မကောင်းတာလှုပ်ပြီးခံရတာထက်စာရင်ကောင်းတာလှုပ်ပြီးခံရတာပိုပြီးတော့ကောင်းပါတယ်ခံယူနိုင်ပြီလားရှိမုန်ပေတရုခံယူနိုင်ပြီလားခံယူနိုင်ပြီခံယူနိုင်ပြီဒီမှာကမဟုတ်မခံဒီအတ္တတာဇာတိရှင်တဲ့အတ္တတာမဟုတ်မခံဒီမှာကြည့်ချိန်သွားတာကမှန်ပေမဲ့ဘာဖြစ်လဲမှန်ပေမဲ့ခံလား
ခံလားမှန်ပေမဲ့ခံရတဲ့အခါဘာလုပ်နိုင်လဲချီးမွမ်းနိုင်တယ်အဲ့ဒီအသက်တာဘာဖြစ်သွားပြီလဲချိန်ဘောနငန်ဖြစ်တာနဲ့တန်းချိန်တာလားအသက်တာချိန်တာလားပြန်မေးမယ်ဘောနငန်ဖြစ်ချင်းချိန်တာလားအသက်တာချိန်တာလားကျမ်းစာကအဲ့ဒါကြောင့်ပြောတာပုံတရံပြောင်းလဲခြင်းတို့ရောက်ကြတော့ပေတရုပြောင်းလဲပြီးနှစ်ပေါင်းများစွာပြန်ကြာမှချိန်သွားတာဆရာကြီးပေတရုချိန်ဖို့လိုတယ်ချိန်သွားလားချိန်သွားလားချိန်သွားတယ်ကဲသူဘလို့ချိန်တယ်လဲစဉ်းစားမယ်သူဘလို့ချိန်တယ်လဲကြည့်နော်သူ့ကိုလာတတ်တဲ့အခါသူဘာလုပ်လဲအတဲ့မတက်နဲ့ငါတခင်တော်အတဲ့သေးတာငါ့ကိုဇောက်ထိုးပဲတတ်ကြည့်သူမှန်ရက်သားနဲ့သူ့ကိုစော်ကားတဲ့အခါခံလားခံလားခံတယ်ဒါဆို तू အသက်တာချိန်လားနရွက်ဖြတ်တုံးကပုံစံမျိုးလားမဟုတ်တော့ဘူးပုံတရံပြောင်းသွားပြီလားပြောင်းသွားပြီလားပြောင်းသွားပြီဘလို့ချိန်သွားလဲဆိုတာကိုနောက်ပိုင်းပြန်ဆက်ပြောမယ်နောက်တစ်ယောက်ခုလေ့လာမယ်တမန်တော်ကိုနောက်တစ်ယောက်ကိုကြည့်မယ်ချိန်သွားတဲ့တစ်ယောက်ရှင်ပေါလုမပြောင်းလဲခင်သူ့နာမည်ပါလဲရှောလုတမန်တော်ဝတ္ထုအခန်းကြီး9တမန်တော်9တစ်ကနေပြီးတော့မှ18အထိအဲ့ထဲမှာတစ်ခုပဲဖတ်မယ်တစ်ကနေ18အထိအဲ့ထဲမှာဘာပဲဖတ်မလဲဆိုတော့19တစ်ခုပဲဖတ်တမန်တော်9တစ်ကနေ18အဲ့ထဲမှာ19တစ်ခုပဲဖတ်ရအောင်ရှောလုပေါ်မှာညီရှောလုသင်လာသောလမ်း၌သင်အားထင်ရှားတော်မူသောသခင်ယေရှုသည်သင်၏မျက်စိမြင်ပြန်စေခြင်းက၎င်းသင်ကိုတန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စေခြင်းက၎င်းငါကိုခံထားတော်မူသည်ဟုပြောဆို၏ထိုခဏ၌ရှောလု၏မျက်စိမှငါကြီးကွာကြတကဲ့သို့ဖြစ်၍မျက်စိမြင်ပြန်သဖြင့်ထား၍ဗတ္တိဇံကိုခံပြီးလျှင်အစာအာဟာရကိုသုံးဆောင်၍အားဖြည့်လေ၏ရှောလုယေရှုကိုစန့်ကျင်ယေရှုကိုလက်ခံတဲ့သူယေရှုကြောင့်ပြောတဲ့လူတွေကိုလိုက်ညှင်းဆဲတယ်ဘလောက်ညှင်းဆဲလဲဆိုအခုတရားဝင်လိုင်စင်ရဖို့အတွက်သူဓမ္မသက်သွားတယ်သွားပြီးတော့မှအဲ့ဒါသူလိုင်စင်သွားယူတယ်သွားနေတဲ့လမ်းမှာရှောလုကိုကောင်းကင်ကနေထက်လင်းတဲ့အလင်းသူ့မျက်စိကိုထိတယ်မျက်စိကန်းသွားတယ်မရှောင်နိုင်တော့ဘူးမြေကြီးပေါ်မှာလဲလိုက်တယ်ပြီးမှအဲ့ဒီမှာလူတယောက်ရောက်လာတယ်ရှောလုလက်ကိုကင်ပြီးဆွဲသွားတယ်ဟိုဘက်ကအာနနိစီခေါ်သွားတယ်ဘုရားသခင်ဖော်ပြတယ်သူ့ကိုလက်တင်ပြီးဆုတောင်းပေးလိုက်ဟိုဘက်ကလူတွေကလည်းဖြစ်နိုင်ရင်သူမျက်စိကန်းနေတာပိုကောင်းပါတယ်ဘာလို့လဲဆိုမျက်စိကန်းတော့ယုံကြည်သူကိုမနှိမ့်ဆက်တော့ဘူးလေသူမျက်စိပြန်မြင်ရင်နှိမ့်ဆက်အောင်မယ်မဟုတ်လားဒါကြောင့်မလို့ကန်းနေတာပို့ပြီးတော့ကောင်းပါတယ်ဖခင်ကပြောတယ်မဟုတ်ဘူးသူကမျက်စိမြင်မယ်ပြောင်းလဲမယ်ငါရဲ့နာမကိုမြေကြီးတစ်ပြင်လုံးမှာနှံ့ပြအောင်သူအေုံကလေးဟောတဲ့နေရာမှာဖခင်သုံးမယ်ဒါကြောင့်သူ့ကိုလက်တင်ပြီးဆုတောင်းပေးလိုက်ဒါနဲ့ပဲလက်တင်ပြီးဆုတောင်းပေးလိုက်တဲ့အခါမှာရှောလုမျက်စိမြင်သွားတယ်တနည်းပြောရင်အဲ့ဒီကနေရှောလုပြောင်းလဲသွားတယ်ဘောနေကဖြစ်သွားတယ်အေုံကလေးကြားတယ်လက်ခံတယ်နှစ်ချင်းခံတယ်ပြောင်းလဲသွားပြီကြည့်ဒါဆိုရှောလုပြောင်းလဲပြီလားကဲမင်းမရှောလုပြောင်းလဲပြီလားရှောလုချိန်သွားပြီCHANGE အသက်တာလားကဲတင်ခြင်းလားမေးမယ်အသက်တာလားကဲတင်ခြင်းလားတမန်တော်ကိုမှာရှောလုပြောင်းလဲတာကဲတင်ခြင်းလားအသက်တာလားကဲပြောဘာလဲ first chain ကဲတင်ခြင်းပထမအရာကဲတင်ခြင်းမနေ့ကသင်တဲ့ပထမချိန်အဲ့မှာ तू ချိန်သွားပြီဘောင်းငယ်ဖြစ်သွားပြီတပည့်တော်တွေနဲ့ပဲတူတူနေတယ်တင်တန်းတွေတက်တယ်နှုတ်ကပတ်တော်တွေခံယူတယ်အေုံကလေးတွေလိုက်ဟောတယ်လူတွေအများကြီးပြောင်းလဲတယ်
မဖတ်ဘူးနော်တောက်လျှောက်ပြောသွားမယ်လူတွေပြောင်းလဲလာတယ်နောက်ဆုံးသူအဲ့ဒီမှာဆရာရှောလူကနေဆရာပေါလုဖြစ်လာတယ်ဆရာဖြစ်သွားပြီတင်တန်းနဲ့ဆင်းပြီးပြီအေုံကလေးတွေဟောနေပြီသူအဖြစ်လူတွေပြောင်းလဲပြီသူဆုတောင်းပေးရင်လူတွေယောဂပျောက်တယ်အခြားသောဘာသာစကားတွေသူပြသွားပြီပရောဖက်တွေပြုနေတယ်နောက်ဆုံးလူတွေကလည်းသူ့ကိုချီးမြှောက်တယ်အဲ့ဒီထဲမှာဆရာတွေထဲမှာဆရာတွေရဲ့ဆရာဖြစ်လာတယ်ပေါလုနော်ပထမ change ပြောင်းလဲပြီးနောက်တိုးတက်လာသူဆုတောင်းရင်ယောဂပျောက်လာသူဆုတောင်းပေးရင်အနာငြိမ်းလာနတ်ဆိုးထွက်လာပရောဖက်ပြုလာယူပါယုံရလာရတယ်လူတွေသူ့ကိုကြိုက်လာခွန်အားရလာဆရာဆွဲတောင်ဖြစ်သွားပြီငါတို့ပေါလုတပည့်အဲ့လောက်တောင်ဖြစ်သွားပြီဖြစ်လေပြီးရောသာသနာမှာအောင်လဲအောင်မြင်ရောအနာလဲငြိမ်းကြရောနတ်ဆိုးတွေလဲထွက်ရောတရားဟောတာလဲနာမည်ကြီးရောတပည့်တပန်းတွေလဲရှိရောအသင်းတော်တွေလဲထောင်ပြီးရောဖယားသခင်လဲအသုံးပြုနေရောပြီးမှအဲ့ဒါတွေပြီးမှယောမ9:24ဆိုတာရောက်လာတယ်ဒါပြီးမှကဲဖတ်ယောမ9:24တွေ့လားကဲဖတ်ကဲလိုက်ဆိုငါသည်ညှို့ညင်တော်သူဖြစ်ပါသည်တကားဤအသေးကောင်မှငါကိုအဘယ်သူကဲလွတ်မီနီငါသည်ညှို့ညင်တော်သူဖြစ်ပါသည်တကားဤအသေးကောင်မှငါကိုအဘယ်သူကဲလွတ်မီနီရှင်ဘောလူသူကသူပြောနေတယ်မကြည့်ကဘာတိအောင်ကြေညာနေတယ်သူကနဲ့သူပြောနေတယ်ငါသည်ညှို့ညင်တော်သူဖြစ်ပါသည်တကားငါစိတ်ညစ်တယ်တဲ့ပေါလုကဆုံးရှုံးနေလားအောင်မြင်နေလားကဲပြောသူပြောင်းလဲကစားလားဆရာဖြစ်နေပြီလားသူဆုတောင်းရင်အနာငြိမ်းလားနတ်ဆိုးထွက်လားအသင်းတော်တွေထောင်လားအောင်မြင်လားမင်းမဲသာသနာလုပ်ငန်းအောင်မြင်လားအောင်မြင်နဲ့သာသနာလုပ်ငန်းအောင်မြင်နဲ့ကျမ်းစာသင်တာအောင်မြင်နဲ့သူဆုတောင်းပေးရင်ယောဂပျောက်တယ်အဲ့ဒီအချိန်မှာအခုသူပြောပြီငါစိတ်ညစ်တယ်ဟဲ့ငါတို့တော့ခွန်အားရတဲ့ဆရာကြီးရတယ်ဗာပြောနေလဲစိတ်ညစ်တယ်လိုက်ဆိုဤအသေးကောင်မှငါကိုအဘယ်သူကဲလွတ်မီနီသူကိုသူပြောနေတယ်ဘယ်သူကဲမလဲဟဲ့ပေါလုကဲတင်ခြင်းမရသေးဘူးလားပြောလေဒါဆိုသူဘာပြောနေတာလဲငါကိုဘယ်သူကဲမလဲကဲတင်ခြင်းရပြီလားဒါဆိုသူဘာပြောနေတာလဲအသက်တာမှာကဲဖို့လိုသေးလားကဲပြောသူပြောနေတယ်ငါကိုဘယ်သူကဲမလဲဤအသေးကောင်မှငါကိုအဘယ်သူကဲလွတ်မီနီဇာတိထဲမှာရှိနေလားကဲပြောဇာတိထဲမှာရှိနေလားတရားဟောတော်လားလူတွေပြောင်းလဲလားနတ်ဆိုးတွေထွက်လားလူတွေယောဂပျောက်လားဇာတိရှင်လားဇာတိရှိလားဇာတိထဲမှာရှုံးနေလားရှုံးလားမရှုံးလားဘောနေကဖြစ်ပြီးပြီလားဖြစ်ပြီးပြီလားကားတိုင်းကချိန်ပြီးပြီလားကားတိုင်းက change ရပြီးပြီလားထပ်ပြီး change လို့သေးလားပြောလို့သေးလားဆရာကြီးပေါလုထပ်ပြီး change ဖို့လို့သေးလားလို့တယ်လို့သူများဆွဆွဲလားသူကိုသူပြောလားသူ့ထဲမှာဘာရှိနေလဲ
ဘာရှိနေလဲရှောလူကိုဘယ်သူနိုင်နေလဲဇာတိကနိုင်နေတယ်သူဟာသူပြောနေတယ်ဘာသူကဲမလဲကဘာတိအောင်ကျင်ညာတယ်ဟဲငါထဲမှာဇာတိကငါ့ကိုနိုင်နေတယ်ငါအသင်းသားတွေတီးလို့မဖြစ်ဘူးတီးသွားရင်တော့ဆရာကြီးတီးလို့နေလားဒီနေ့ဆရာတွေနဲ့ပေါ်လို့မတူဘူးဒီနေ့ဆရာတွေကအိမ်မှာဆုံးရှုံးနေတာအသင်းသားတွေမတီးအောင်ဖိထားဖုံးထားတာမဟုတ်ဘူးလားအေးအိမ်မှာလင်မယားတွေရန်ဖြစ်ပကံတွေပါတွေရိုက်ခွဲပလိုက်ပြီအသင်းသားတယောက်ရောက်လာတယ်ဆရာတို့အိမ်တောင်ငိမ့်ချမ်းနေနော်ပကံကွဲထားပြီးပြီအဲ့ဒါနဲ့ဆရာကတော့လည်းအော်ဖျားသခင်အလိုတော်နဲ့အသက်ရှင်ရတာဗောပြောလိုက်ပါလားခုနပဲရန်ဖြစ်တာပကံနှစ်ချက်ကွဲသွားပြီပြောရလားပြောရဘူးရှုံးတော့ရှုံးနေတယ်ဖုံးထားရတယ်ဟိုမှာပေါ်လူကြည့်ဖုံးထားလားပြောလိုက်လားဖုံးထားလားပြောလိုက်လားပြောပလိုက်တာတခါတဲ့ငါရှုံးနေတယ်ဘယ်သူကဲမလဲပထမချိန်ပြီးပြီလားပြောပေါ်လူပထမချိန်ပြီးပြီလားပြီးပြီနောက်တစ်ခေါက်ချိန်ဖို့လိုသေးလားဓမ္မရှိတဲ့လူတွေ first change ပထမချိန်ပြီးပြီလားဘယ်မှာလဲထပ်ပြီးချိန်ဖို့လိုသေးလားလိုသေးလားပေါ်လူလိုလားပေတရုလိုလားခမည်းလိုလားလိုတာဗောတချင်းပဲချိန်တာလူကမချိန်ဘူးတချင်းကတော့ယခုငါအောင်မြင်ပြီးအောက်မှာပြားနေတဲ့စာတန်နင်းထားတာတချင်းကတော့ယခုငါအောင်မြင်ပြီးအောင်မြင်ခြင်းယခုရပြီကီးရမကြိုက်ဘူးငါမပြောလိုက်ချင်းတချင်းဆိုရင်လည်းဒေါသထွက်တယ်ဟိုဘက်ကတယောက်ကို6တောင်းနဲ့သွားနင်းပြသေးတယ်ကီးမားနေတယ်အားလုံးလဲထိုင်တော့အခန်းထဲမှာပြောတယ်နင်အဲ့လိုမတိုက်ရင်နောက်လာမစိုးနဲ့ငါအရန်ဒေါသထွက်တယ်တိုက်ဆိုင်ခွန်းလို့တချင်းပဲအောင်နာတချင်းကတော့ပြောမနေနဲ့စာတန်သည်ရှုံး၍ကိုပါပါသွားတာတိုက်ဆိုင်ခွန်းလို့ဆိုပြီးဘီယာဆိုင်မှာသူ့ကိုပဲတွေ့တယ်တချင်းဆိုလိုက်လမ်းမှာလဲလိုက်ခမ ्या ကိုပြောတာမဟုတ်ခွန်းလွတ်တိုက်ဆိုင်အဲ့တော့ကျွန်တော်ပြောမယ်ပေါ်လူဇာတိကသူ့ကိုနိုင်လားပြန်ချိန်ဖို့လိုသေးလားလိုတယ်သူ့ကိုပြန်ကြည့်ယောမ9:25လိုက်ဆိုငါကိုကဲလွတ်တော်မူသောဖယားသခင်ဤကျေးဇူးတော်ကြီးလာပေ၏ဖယားသူ့ကိုကဲလား24မှာသူရှုံးတယ်အကြောင်းပြောတယ်25မှာအောင်ပြီလားအောင်သွားပြီလားရှောလူပေါ်လူအောင်ပြီလားအောင်မြင်ပြီချိန်ပြီလားအဲ့ဒါချိန်ပြီလားချိန်ပြီ second chain ကားတိုင်းက change မဟုတ်နောက်တစ်ခေါက်ထပ် change ကြတယ်ဘလို့လို့သူအောင်မြင်သွားလဲအဲ့ဒီ change ကပေါလုဘလို့အောင်မြင်လဲပေတရုဘလို့အောင်မြင်လဲအဲ့ဒါစဉ်းစားမယ်နောက်တစ်ယောက်ကြည့်ထွတ်မြောက်ရာကျမ်းအခန်းကြီး3မဖတ်တော့ဒီတိုင်းပြောသွားမယ်မောရှေကမွေးပြီးအသက်40မောရှေမွေးပြီးအသက်40အထိပညာသင်တယ်ပြန်အသက်40မှ80အထိ40မှ80အထိ
Itrela lure tuye lumio chumbawaga lupo lote. Lezega nishise tibale chumbawaga lupo tu lote. Tanipyo yin amudo saune. Amudo pinyatala pele ayechinshila chosala tamime krito tila. Kriyan alu dora siya lidan nata. Siya alu me atan nei dora show me dene. Krito tila. Moshili. Krito tila. Tide. Krito go moshi tide. Tide sure jango hebye satima pare. Mapato hebye satima pare. Krito tu tide. Era. Eri pam yao ya jan tong yao de kama. Tu atat shise shi doa. Pinya tate ye chin shi de amu sound. Chosa de. Tu born again pipila. Pele pipila. Chain bila. Chain me. Chain doa. Patama chain. Chosa ye ne now so no. Atat shise yao do. Sing it. Chosa lo le mia. Now so no. Yao kama tu chao ne boa yao doa. Chombo mila no toachi. Item a pia the kintu go sagabio de. Moshi call. Ne parobin si toayam. Ngaluri go toakayame. Tane tu yan ata toala saida jare jambiola. Mapina imbu la mapione guta lechi bi zagapiole se mapiero. Aunela shonela. Aunela shonela. Patama chain bibila. Patama chain bibila. Chozala. Pinyatala. Tola. Yejinshila. Atashisema. Aunla shonla. Patama chain bibila. Payala pioro tu shonere. Mapina imbu mapione. Arima payaga. Ke moshi nigo ngato me. Pian pioare. Shise gani. At the shise yao ma be. Chino at the shise yao ma. Tule say that they just say be now. At the shise yao ma. Payane pian titui. Piatki a two pashi be payane titui. Titui pima. Aumine at that ago at that shise ma tayanese a tea. Payarkin tu a tedema a low load. Hallelujah. Erimatu, Payane, ayubi, a mudopian saune, Aumine, Tere Chema Babile, Amayo. Ayo beat the tema moshim about. At the below matile, Palutiane seti nile. No a kick rega, Payaga, Louis that down below Tamalile. Tayanese, de a tea, a peony to our moshi, hallelujah. They are amakomu, that dance say to alu, Payakin to go call like that, hallelujah. Does it do Amimila? Amimila, may me to a tap balaukan is such chain to ale. Keep your balaukan in chain, at the shisema to chain. Does it moshi, Patama chain, born again. Tutia chainga bamale at the crito tira yingarega. Hola mola a yingarega tira. Now pipe and chamber Lola Pianchaina at the shisema payakin to Sagala Piore. Arima to Lumia. Hallelujah. Tago Nale Zigin. Tajan Chitoni go monoma. Tonya Shide, which are not dinner. Shimo Pianlela Pianchamo Lola Sholu Pianlela Pianchamo Lola Moshi Pianlela Pianchamo Lola Kamia Pianlela Touchamo Lola Touchamo Lola Touchamo Lola
အဲ့ဒါကိုဝန်ခံရမယ်ဒီလောက်နဲ့ဖယားသခင်တင့်ကိုမကျေနပ်နိုင်ဘူးတင့်ကိုချစ်တယ်ရှိတဲ့အခြေအနေအတိုင်းချစ်တယ်ဒါပေမဲ့ဒီအတိုင်းဖယားသခင်မကျေနပ်နိုင်ဘူးဘာဖြစ်လို့လဲချိန်ရမယ်အာမင်ချိန်မို့လို့လားပေတရုချိန်လားပေါလုချိန်လားမောရှေချိန်လားချိန်တယ်ဘယ်လိုနီးနဲ့ချိန်သွားသလဲဆိုတာကိုမှတ်ထားမယ်သူတို့အားလုံးအဲ့လိုချိန်သွားဖို့အတွက်ဘာလို့လဲဆိုတော့ကိုယ့်အကိုလှုပ်လားဖျားလှုပ်ပေးလားဖျားလှုပ်ပေးဖို့အတွက်ကိုချိန်ဖို့လိုတယ်ဆိုတာနံပါတ်1ဝန်ခံပါအာမင်ငါတတ်တာချိန်ဖို့လိုတယ်ငါဒီအတိုင်းသွားလို့မဖြစ်ဘူးဝန်ခံဖို့လိုတယ်ဒီအခြေအနေတိုင်းဘုရားသခင်မကျေနပ်နိုင်ဘူးဘာလို့လဲ तू ကောင်းကြီးပေးခြင်းတယ် तू ချီးမြှောက်ခြင်းတယ်တင်းကိုအောင်မြင်တဲ့အောင်မြင်တော်သူဖြစ်စေခြင်းတယ်တင်းရဲ့လက်ထဲမှာရှိသမျှဘုရားသခင်ကအမွေကိုပေးခြင်းတယ်ဟာလေလုယာဘုရားကတာ၍တင်းကိုချီးမြှောက်ခြင်းတယ်မြေကြီးပေါ်မှာခရစ်တော်ရဲ့ကြီးရင်ပမာဏအထိရောက်စေခြင်းတယ်ဒါကြောင့်တင်းအသက်တာမချိန်ဘဲနဲ့တော့မရဘူးပေါလုပေတရုမောရှေအားလုံးကနံပါတ်1အဲ့လိုချိန်သွားဖို့အတွက်နံပါတ်1ဘာလုပ်ရလဲဘာလုပ်ရလဲကိုယ်တိုင်အသက်တာမပြောင်းလဲသေးဘူးဆိုတာကိုဘာလုပ်ရလဲဘာလုပ်ရလဲအသက်တာပြောင်းလဲဖို့လိုကြောင်းအသက်တာပြောင်းလဲဖို့လိုအပ်ကြောင်းဝန်ခံပါဘုရားသခင်ရှေ့မှာပေါလုဝန်ခံလားငါ့ကိုဘယ်သူကဲမလဲငါပြောင်းလဲဖို့လိုသေးတယ်ဝန်ခံလားဝန်ခံတဲ့အခါဘုရားသခင်အလုံးလုံးတယ်ဒီနေ့ဓမ္မရှိတဲ့မိဘညီကိုမောင်နှမများဝန်ခံပါသင်မပြောင်းလဲသေးတဲ့အရာအတွက်ဘုရားသခင်ရှေ့မှာဝန်ခံပါဘုရားသခင်ကျွန်တော်ကတော့မရဘူးနော်ကဲတင်ချင်းတော့ရပြီ first change ခရစ်တော်နဲ့ထိတွေ့ပြီးပြီငရဲမသွားတော့ဘူးကားတိုင်းကနေချိန်ပေးပြီးပြီလက်ခံနဲ့ဒါမဲ့ကျွန်တော်ဘဝထပ်ပြီးပြောင်းလဲဖို့လိုသေးတယ်အဲ့ဒါဒီတိုင်းမရဘူးကိုတော့ဝန်ခံဖို့ဝန်ခံပါနံပါတ်1ညီကိုချုပ်လိုက်တကယ်ပြောင်းလဲခြင်းတဲ့စန္ဒရှိပါချိန်ခြင်းတဲ့စန္ဒချိန်ခြင်းတော့စန္ဒရှိပါတကယ်တင်စန္ဒရှိရင်ဘုရားသခင်မဆာမယ်ဟာလေလုယာဟာလေလုယာကားတိုင်းမှာယေရှု2ခုလုပ်တယ်ညီကုန်းချုပ်လိုက်2ခုရှိတယ်ဂျေဇု2ခုကားတိုင်းမှာယေရှုလုပ်တဲ့ဂျေဇုမြန်ပြောမယ်ဂျေဇုအရေးကြီးပြီသေပေးသောဂျေဇုပြန်ပြောအမင်္ဂလာအလုံးတွေယောဂါတွေတွေအပြစ်တွေတွေနားမထောင်တဲ့အရာတွေတွေအလုံးသေပေးပြီးပြီလားယေရှုသေပေးပြီးပြီလားသေပေးသောဂျေဇု first change ဘာဂျေဇုအဲ့ဒါအလုံးတွေယေရှုသေပေးပြီးပြီလား first change သေပေးသောဂျေဇု second change လိုက်ပြောရှင်ပေးသောဂျေဇုပြန်ပြောယောမ8:7ကြည်ပါဒါအရေးကြီးတယ်ယောမ8:7ကျွန်တော်ပဲဖတ်မယ်ထိုမြမကယေရှုကိုသေခြင်းမှထမြောက်စေတော်မူသောဖယားဤဝိညာဉ်တော်သည်သင်တို့အထဲ၌ကိန်းဝတ်တော်မူလျင်ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူသောဖယားသည်သင်တို့အထဲ၌ကိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်လိုက်ဆိုသေတတ်သောသင်တို့ဤကိုယ်ကာယကိုပင်ရှင်စေတော်မူပြီယေရှုကိုသေခြင်းကပြန်ရှင်စေတယ်ဘယ်သူကလဲဖယားရဲ့ဝိညာဉ်တော်ကသေသွားတဲ့ယေရှုကိုဝိညာဉ်တော်ကသေခြင်းကပြန်ရှင်စေတယ်
Eri winyindo atai. Tawat biya mobu konese yagai no mobu. Yeshu go te jinga shinsere winyindo be. Tigane yokji duri atego payad ke lolai bi. Hallelujah. 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 Te bi tong ya jare tinyang gong nema. Eri Yeshu tego payaga winyindo go lolai. Eri winyindo atai. Ya no pye. Eri winyindo go be. Yeshu go keti shimpi first chain. Lakane duri atego lolai bi. Eri Yeshu ga. Eri winyindo ga. Chenoro go balau bele. Laiso teta to. Tindo I. Kokaya go be. Shinsero movie. Teta de kokaya shila. Kana selai piang kai. Kana atin out. Kana mahode atatare piang yau doare. Kete jino ya bibi. Deba kana mahode te yau doare. Kana zati de piang yau doare shila. Sagapyo ba. Yeshu go shinsere winyero ngate mashide. Yeshu go pia shinsere winyero ngate mashide. Eri winyero ga tete de ngaye kokaya go shinsebi. Hallelujah. At a second change. They beat a Jesula, shimpede Jesula. They beat a Jesula, shimpede Jesula. Patama chinga bamale. They beat a la shimpedala. Piambio, they beat a la shimpedala. They beat a Daja General Yamadoro. Daja General Amigla Mishiro. Daja General a beauty Mishiro. Daja General piano Jini Mishiro. Daja General Siya Jini Mishiro. First chain. Ba Jesu. Au mine at that daga. Yeshu go shins in their window at General Temashilavi. Adi window got General second chain. Au mine at that daga. Popela. Daja Chiton Yiko Maunama. Yoma she set it. Daga shimpedo. Pale. Jesu. Daja won't come back. Sagapioba. Think that Tadema Malumyan and Ayari to the Sagapioba. Yeshu go tam yausi the window and not him a sheet. Daja Naya Daga Aumi be happy. Yeshu ngapi the along with the baby. Daja Nata that chain to Abby. Tamanga Nisi at that young level, Yeshu go taking a shinsi window on him a sheet. Adi window on Agu Masam. Tajangago, pay a Yagama social media lamination and Lamakamu, Yeshu Namana Chinyari. Hallelujah. Hallelujah. Think Tego Payatic look like the window of first chain, second chain. First chain, second chain. They beat a Jesula, Shimbede Jesula. Eddie Yeshu got the Yala. Then walk hamba. Go by Aumien Jenla, Shimbede Yeshu Siga Yare Aumien Jena. Amen. Amen. Erilo Yabo to a Koya Tata Nabate Papiamle. Papiamle. Who can Yame? Nabane Papiamle. Piaule Jine Sanda. How dang a lumio chine. What can I do yet that I go pay a look? Hallelujah. Hallelujah. Tajamulu. Consider Hava. Vale. Daga second change. Yeshu they can be chain to have. Nisin that are Aumibu. Crito Tamyak to have. Na to Yeshu Tamyak to have. Hallelujah. Shimbede Jesu. Amen. Taja Kuchema. The giving Nama Piaule Naibu Suredumia. That I go Sakame. The king at that I'm a Piaule Naibu. Wakamba Napapilunga Mibaning Amatena Nale. Wakamba Papilunga Eddie Yabu Piampian Taunida, Piaule Bido. Nga papilo mwiji ne pata impawe mbo nga kasi ne nira. Wakaba.
ဘာဖြစ်လို့ငါအဲ့ဒီမကောင်းတဲ့အရာတွေကိုပဲငါကြည့်နေတာလေငါတက်တာချိန်ရမယ်ချိန်ရမယ်ဝန်ခံပါစန္ဒရှိပါဘုရားသခင်အလုပ်လုပ်မယ်ဟာလေလုယာဝန်ခံပါစန္ဒရှိပါဘုရားသခင်အလုပ်လုပ်မယ်ဟာလေလုယာအဲ့ဒီအများကြီးတဲကကိုယ့်ဟာကိုယ်ဝန်ခံရမှာတခုပဲကျွန်တော်ဆူတောင်းဆက်ကပ်ပြီးမယ်တခုပဲငါအသက်တာမိဘနဲ့ပတ်သက်ရင်ငါလုံးဝမခံစားနိုင်ဘောနေကဖြစ်ပြီးချိန်ပြီးငရဲမသွားတော့ဘူးမိဘနဲ့ပတ်သက်ရင်မရဘူးငါမိဘကိုမကျေနပ်ဘူးငါမိဘတွေကိုငါမကျေနပ်ဘူးငါဆွေမျိုးတွေကိုငါမကျေနပ်ဘူးဘောနေကဖြစ်ပြီး first change ပြီးသွားပြီဖယားသခင်ကတင့်ကိုချီးမြှောက်ဖို့အောင်မြင်တဲ့အသက်တာတွေရောက်ဖို့ယေရှုကိုရှင်စေတာနော်သေစေတာပထမ change ရှင်စေတာ second change သေပေးတဲ့ယေရှုကိုလက်ခံရင်ငရဲမသွားဘူးရှင်ပေးတဲ့ယေရှုကိုလက်မခံရင်အောင်မြင်တဲ့အသက်တာကိုမရဘူးချစ်တော်ညီကိုမောင်နှမဒါကြောင့်ငါအသက်တာပြောင်းလဲဖို့လိုသေးတယ်ဝန်ခံရင်တင့်အတွက်ဆူတောင်းပေးမယ်စန္ဒရှိတဲ့သူများဆူတောင်းပေးမယ်တစ်ချက်ပဲပြီးကိုယ့်ကိုဆူတောင်းအခုတစ်ချက်ပဲတောင်းပေးမယ်မိဘတွေနဲ့ပတ်သက်ရင်လုံးဝခွင့်မလွတ်နိုင်ဆွေမျိုးတွေနဲ့ပတ်သက်ရင်လုံးဝမကျေနပ်ဘူးမရဘူးမခံစားနိုင်ဘူးဝန်ခံပါလွတ်မြောက်ခြင်းနဲ့စန္ဒရှိရင်ရှိတဲ့နေရာကနေအရှိကိုထွက်လာခဲ့ပါအခုဆူတောင်းပေးမယ်ကိုမိဘနဲ့ပတ်သက်ရင်လုံးဝမကျေနပ်ဘူးမိဘတွေကိုချီနှောင်ထားတယ်ခွင့်မလွတ်နိုင်ဘူးဆွေမျိုးတွေနဲ့ပတ်သက်ရင်လုံးဝမကျေနပ်ဘူးငါတို့ပထမ change ပြီးသွားပြီပထမ change ပြီးသွားပြီခရစ်တော်ကိုရှင်စေတဲ့ဝိညာဉ်တော်ငါတို့ထဲမှာရှိပြီဘာကြောင့်ငါတို့မလွတ်မြောက်နိုင်ရတာလဲတာရှင်သောဝိညာဉ်တော်ကသင်ထဲမှာခရစ်တော်ကိုရှင်စေသလိုရှင်စေနိုင်တဲ့ဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာထိုဝိညာဉ်တော်ကသင်ကိုစကားပြောနေတယ်သင်ကို second change ယေရှုတတ်နိုင်တယ်ဝန်မခံတဲ့သူမရဘူးဝန်ခံပါစန္ဒရှိပါတာရှင်သောဝိညာဉ်တော်အလုံးလုံးမယ်ဟာလေလုယာဟာလေလုယာတာရှင်သောဝိညာဉ်တော်ဘုရားလွတ်လပ်စွာလှူရှားပါကြီးသောအမှုကိုပြုပါတကိုးတော်ကိုစေလွတ်ပါအော်ဝေကိုတော်မဆာပါဘုရားရှင်မျက်နှာသာပေးဘုရားခင်လွတ်မြောက်တဲ့အသက်တာတွေကိုခေါ်သွင်းပါဝိညာဉ်တော်ဘုရားဆက်လက်အလုပ်လုပ်ပါသင်ရဲ့အသက်တာအော်ဟစ်ပါသင်ဝန်ခံပါစန္ဒရှိပါဘုရားရှင်တတ်နိုင်တယ်ပေတရုဝန်ခံတယ်ရှင်ဘောလူဝန်ခံတယ်မောရှေဝန်ခံတယ်ဝန်ခံပြီးစန္ဒရှိတဲ့လူရဲ့အသက်တာကိုတန်ရှင်းသောဝိညာဉ်တော်လှုပ်လှုပ်တယ်ဟာလေလုယာဒီနေ့အသက်တာများကိုစက္ကပ်မယ်ရှေးဥစွာဘုရားခင်ကိုကိုးကွယ်ရအောင်ဟာလေလုယာ